Hello Nanglawa. Primary IGCSE O level topic question additional mathematics permutation combination. Permutation post arrow sini nak A 5-digit number is to be found using 5 different numbers selected from 1, 2, 3, 4, 5, 6, 7, 8, and 9. 190 number 9ထဲမှာရွေးချယ်ထားတဲ့မတူညီသော number 5ခုပေါင်းပြီးတော့5 digit number သိန်း5လုံးပါတဲ့ number တစ်ခုကိုဖန်တီးမှာဖြစ်ပါတယ် No digit may be used more than once in any 5 digit number သိန်း5ခုပါတဲ့အဲ့ဒီ number ထဲမှာဘယ် digit ကိုမှတစ်ချိန်နဲ့ပို့ပြီးတော့သုံးဝင်မရှိပါဘူး Number 1, find how many 5-digit number can be found. သိန်း5ခုပါတဲ့ number ဘယ်နှခုအရေအတွက်လုံးနိုင်တယ်လို့ပြောထားပါတယ်ဆိုတော့ကျွန်တော်ရွေးချယ်ရမယ့် number ဒီ 5-digit number ဖြစ်တဲ့အတွက်ကြောင့် digit 5ခုပါမှာဖြစ်ပါတယ်ဆိုတော့ပေးတဲ့ graph က 1 to 9 ကနန်း9ခုရှိတယ်9ခုထဲမှာ5 digit သိန်း5လုံးမြင်ပြီးတော့ number ကိုဖန်တီးရအောင်ဖြစ်တဲ့အတွက်ကြောင့်တို့သိန်းရေအတွက်ဒီ 9b5 ဖြစ်ပါတယ်ဒီ permutation ဒီ arrangement အစီအစဉ်ရွေးချယ်တဲ့အခါမှာ arrangement ဆိုတဲ့အစီအစဉ်ရွေးချယ်တဲ့အခါမှာအသုံးပြုပါတယ်ကိန်းက9လုံးရှိတယ်9လုံးထဲမှာ5ခုရွေးချယ်မှာဖြစ်တဲ့အတွက်ကြောင့်5 digit number ရမယ့်အရေအတွက်ဒီ 9b5 ပါ9b5 ကို calculator နဲ့ရိုက်မယ်ဆိုရင် 3120 ရပါတယ် Number 2 Find how many of these 5-digit numbers are greater than 50,000 and even. အဲ့ဒီ 5-digit number တွေထဲမှာ9000ထက်ကြီးပြီးတော့စုံနေဖြစ်တဲ့ 5-digit number ဘယ်နှခုရနိုင်မလဲလို့ပြောတာပါ1 to 9ဆိုတဲ့ခဏ9လုံးထဲမှာ5-digit number ကိုဖန်တီးမယ်မိမိဖန်တီးရဲ့ 5-digit number တွေက 50,000 ထက်ကြီးရမယ် even စုံနှံဖြစ်လာမယ်အဲ့တော့9000နဲ့ကြီးပြီးတော့စုံနှံဖြစ်စေမယ် 5-digit number ဘယ်နှခုရနိုင်မလဲလို့ပြောတာကျွန်တော်တို့ဖန်တီးရမှာက 5-digit number အဲ့တော့ k 1 2 3 4 5 5လုံးပါအဲ့တော့ဒီ30,000 ထက်ကြီးဖို့ဆိုရင် first digit ဒီပထမဆုံး digit ဒီအနည်းဆုံး5ဖြစ်ဖို့ဆိုပါတယ်5 6 7 8 9အဲ့ကဏ္ဍ၅လုံးဒီ first digit မှာရှိရမယ်ကဏ္ဍပါနောက်ဆုံးဒီ last digit ဒီသူက even number ဖြစ်ရမှာဖြစ်တဲ့အတွက် last digit ဒီ2 4 6 8ဆိုတဲ့ command တွေပြရမှာဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာကျွန်တော်တို့ဒီ30,000ဆိုတဲ့ကြီးရဲ့ 5 digit number ကိုရွေးချယ်တဲ့အခါမှာနှစ်မျိုးခွဲပြီးရွေးချယ်မှာဖြစ်ပါတယ်5 7 9ဆိုတဲ့မာကနန်းသုံးလုံးကို first digit ပထမဆုံးကိန်းနေရာမှာထားပြီးစဉ်းစားကြည့်မယ်last digit ဒီ even number ဖြစ်ရမှာဖြစ်တဲ့အတွက်ကြောင့် last digit ဒီ2 4 6 8ခဏန်းရုံရုံနဲ့တစ်လုံးဖြစ်ရမှာဖြစ်ပါတယ်တော့ခဏန်း၅လုံးရွေးချယ်မယ်ပထမဆုံးတစ်လုံးဒီ9000တဲ့ကြီးရမှာဖြစ်တဲ့အတွက်ကြောင့်5 6 9 8 9ဖြစ်နိုင်ပါလေ
တော့ကျွန်တော်ပထမစဉ်းစားတဲ့အခါမှာ first digit ကို579ဆိုတဲ့ marker နဲ့စဉ်းစားကြည့်မယ် even ဖြစ်ရမှာဖြစ်တဲ့အတွက်ကြောင့် last digit ဒီ2468လေးလုံးနဲ့တစ်လုံးဖြစ်ရမှာဖြစ်ပါတယ်အဲ့ဒီပထမ first digit ဒီ579သုံးလုံးနဲ့တစ်လုံးဖြစ်ရမှာဖြစ်တဲ့အတွက်ကြောင့် first digit ဖြစ်နိုင်တဲ့အရေအတွက်ဒီ3p1 ဖြစ်ပါတယ်နောက်ဆုံးကိန်းဒီစုံနှန်းဖြစ်ရမှာဖြစ်တဲ့အတွက်ကြောင့်စုံနှန်းက၄လုံးရှိတဲ့အတွက်ကြောင့်ဒီ၄လုံးနဲ့တစ်လုံးဖြစ်ရမှာဖြစ်တဲ့အတွက်ကြောင့်ဒီ even number last digit ဒီ even number ဖြစ်လို့ရှိရင်အရေအတွက်ကဒီ last digit နေရာမှာရှိနိုင်တဲ့အရေအတွက်က 4p1 ဖြစ်ပါတယ်5 digit မှာပထမဆုံး digit ယူပြီးသွားပြီနောက်ဆုံး digit ယူပြီးသွားဆိုတော့အလယ်သုံးလုံးယူရအောင်အလယ်သုံးလုံးယူဖို့အတွက်နှလုံးယူပြီးသွားဆိုတော့ရှိတဲ့ကိန်း9ခုတွေကနေနှစ်ခုယူပြီးသွားဆိုတော့ဒီ9ခုထဲမှာရွေးစရာ9ခုကျန်မှာဖြစ်ပါတယ်ကျွန်တော်ယူတဲ့ဒီ5 digit number မှာ digit တွေကမထက်အောင်ဖြစ်တဲ့အတွက်ကြောင့်ပထမဆုံးတစ်လုံးယူပြီးသွားပြီနောက်ဆုံးကိန်းယူပြီးသွားဆိုအဲ့နှလုံးပယ်လိုက်ရင်9ခုထဲမှာ9ခုကျန်တယ်9ခုကျန်တယ်ရွေးရမှာ3ခုဖြစ်တဲ့အတွက်ကြောင့်ဒီ second ရဲ့တက်ရဲ့4ရဲ့ digit မှာရှိရမယ့်ကိန်းအရေအတွက်ဒီ 7p3 ဖြစ်ပါတယ်9ခုကျန်တဲ့အတွက်ကြောင့်7မှာ3ခုရွေးရမယ့်အတွက်ကြောင့်3ပါဒါကြောင့်ဒီ3လုံးမှာဖြစ်နိုင်တဲ့အရေအတွက်ဒီ 7p3 ဖြစ်ပါတယ်ဒါတော့ဒါတွေနှောက်လိုက်မယ်ဆိုရင်909နဲ့စပြီးတော့57နဲ့စပြီးတော့ even number ဖြစ်တဲ့ကိန်းအရေအတွက်ဒီ2520ဖြစ်ပါတယ်အဲ့တော့50,000နဲ့ကြည့်ဖို့ဆိုရင်ပထမ first digit ဒီ56789ဖြစ်နိုင်ပါတယ်အဲ့ဒီမှာကျွန်တော်တို့579အတွက်စဉ်းစားပြီးပါပြီအဲ့ကျွန်တော်တို့ကျန်တဲ့6အတွက်စဉ်းစားမယ်first digit ဒီ6ရဲ့8ရဲ့ဖြစ်တယ်ဆိုတာကိုအဲ့လိုပဲ second digit third digit fourth digit last digit ဒီစုံနှန်းဖြစ်ရမှာဖြစ်တဲ့အတွက်ကြောင့် last digit ဒီ246ရဲ့တစ်လုံးဖြစ်ရမှာဖြစ်ပါတယ်ဒီပထမ digit ဒီ68ရဲ့နှလုံးကိုတစ်လုံးဖြစ်နိုင်တဲ့အတွက်ကြောင့် first digit မှာဖြစ်နိုင်တဲ့အရေအတွက်ဒီ6ရဲ့8ရဲ့နှစ်ခုရဲ့တစ်ခုဖြစ်နိုင်တဲ့အတွက်ကြောင့် first digit မှာဖြစ်နိုင်တဲ့ကိန်းအရေအတွက်ဒီခုပြီးပါပါတယ်အဲ့တော့6ကိုရင်စဉ်းစားရအောင်ဒီမှာ6ပါပြီးသွားပြီဆိုရင် last digit ကို6ပါလို့မရတော့ဘူးဒါကြောင့်6ကိုခွဲလိုက်မယ်ဆိုရင်248ကျန်တယ်248ထဲမှာတစ်လုံးပြန်ရွေးရမှာဖြစ်တဲ့အတွက်ကြောင့်248ဆိုတဲ့3လုံးနဲ့တစ်လုံးရွေးရမှာဖြစ်တဲ့အတွက်ကြောင့် last digit ဒီ 3p1 ဖြစ်ပါတယ်အဲ့လိုပဲဆိုတော့ကျွန်တော်တို့ဒီ8ကိုရွေးချယ်မိရဆိုတာကို8အတွက်စဉ်းစားကြည့်ရအောင်ဒီနှလုံးထဲမှာတစ်လုံးရွေးရမယ်တစ်လုံးဒီ8ဆိုတာကိုဒါဆိုရင်ဒီမှာ8ကိုရွေးလိုက်ပြီဆိုရင်ဒီမှာ8ကိုပြန်ရွေးရအောင်ဒါကြောင့်မို့လို့ဒီမှာ3ယူပဲကျန်မယ်အဲ့ဒါ last digit ဒီ first digit က8ဆိုရင် last digit က8မဖြစ်နိုင်တဲ့အတွက်ကြောင့်ရွေးစာ3လုံးနဲ့ကျန်တဲ့အတွက်ကြောင့် last digit ဒီ3လုံးနဲ့တစ်လုံးရွေးရမှာဖြစ်တဲ့အတွက် 3p1 ပါအဲ့ဒီအလဲ digit 3လုံးကတော့နှလုံးရွေးပြီးသွားဆိုရင်9ခုထဲမှာ9ခုကျန်တဲ့အတွက်ကြောင့်အလဲ digit 3ခုရဲ့အရေအတွက်ဒီ 7p3 ပါအဲ့အားလုံးနှောက်လိုက်မယ်ဆိုရင်1260ရပါတယ်ဒီတစ်ခုပြန်ပေါင်းလိုက်မယ်ဆိုရင်ပို့တယ်3780ရပါအဲ့တော့50,000နဲ့ကြည့်ပြီး even number ဖြစ်တဲ့5 digit ကိန်း5ခုပါလေခဏပေါင်း3980ရပါတယ်